Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့ထူးထူးဆန်းလေးဖြစ်သွားလို့နွားမောင်းပြပါဖြစ်ပါတယ်ဆောက်ပြီးဆောက်တယ်ကျွန်တော်လက်ထက်မှာကျိုးရထားပါပြီနွားဘလို့မောင်းရမလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုကနေစပြီးတော့တင်ပေးတော့မှာဖြစ်ပါတယ်နွားမောင်းတာလည်းရမ်းလို့မောင်းလို့မရပါဘူးသူ့နီးတန်းနဲ့သူရှိပါတယ်နွားမောင်းနီးသူမှတက်တက်ရှိပါတယ်အဆင်မပြေဘူးကျွန်တော်တို့ဒီရဲ့နွားမောင်းနီးကိုအရှိခံယူပြီးမှကျွန်တော်တို့နွားမောင်းတာပဲဖြစ်နွားကြောင်းတာပဲဖြစ်လို့ရဖြစ်ပါတယ်အားနေလက်တန်းမောင်းလို့မရပါဘူးဝေးဒီမှာတွားလို့ပြောလို့မရပါဘူးဒီကောင်တွေကနွားမောင်းနီး7 နီးဆိုတဲ့စာအုပ်လည်းရှိပါတယ်အဲကြောင့်မလို့အရင်ဆုံးနွားမောင်းနီးရှိခံတော့ကျိုးပါမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ဒုတ်နနီးပဲရှိတယ်နောက်ထပ်ကိုနီးကိုတော့ခဏနေကြရင်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တော့ရှာတွေ့ပါပြီရှာတွေ့ချိန်မှာလဲစွတ်မောင်းလို့မရပါဘူးဟာမင်းကဆရာကြီးပဲကွာစွတ်မောင်းမယ်ဆိုရင်တော့မိုင်းအများကြီးနဲ့လိုရာခီကိုရောက်မှာမဟုတ်ပါဘူးဒါကတော့ကျွန်တော်နွားရပဲဖြစ်ပါတယ်ဒီလိုမောင်းဖို့ဆိုရင်သူ့မှာလည်းမောင်းနီးမောင်းဟန်နေရှိပါတယ်နံပါတ်5အချက်အနေနဲ့ကျတော့နွားမောင်းတဲ့နေရာနဲ့6ပေပါဘောနော်နောက်ထပ်5ချက်ကိုတော့နောက်ထပ်6ချက်တော့7နီးဆိုတော့နောက်ထပ်6ချက်ကိုတော့နောက်ဗီဒီယိုမှာပြန်လဲပြောပြပေးမှာဖြစ်ပါတယ်ခုလိုနွားမောင်းနီးနဲ့နွားကြောင်နီးကိုအချိန်ပေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ဖို့မမေ့ပါနဲ့ဟုတ်အားလုံးကျေးဇူးတင်ပါတယ်